အိမ်ကမိန်းမကိုကွာရှင်ပြီးနောက်အိမ်ထောင်ပြုဖို့ခွင့်တောင်းခဲ့တဲ့ယောက်ျားတစ်ယောက်ရဲ့ရင်ဖွင့်စာကျွန်တော်ဇနီးညစာပြင်ဆင်နေတဲ့အချိန်မှာကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါတယ်သူ့ရဲ့လက်ကိုကင်ပြီးကျွန်တော်ပြောလိုက်တယ်မင်းကငါပြောစရာရှိတယ်သူကတော့တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေပြီးညစာစားနေခဲ့ပါတယ်သူ့ရဲ့မျက်လုံးတွေထဲမှာနာကျင်မှုကိုတွေ့မြင်နေရပါတယ်ကျွန်တော်ဘယ်ကစပြောရမှန်းတောင်မသိဘူးဒါပေမဲ့ကျွန်တော်ဘာတွေတွေးနေတယ်ဆိုတာကိုတော့သူ့ကိုပြောရမှာပါကျွန်တော်သူ့ကိုကွာရှင်းဖို့ကိစ္စပေါ့တည်ငြိမ်ပဲကျွန်တော်စပြောခဲ့တယ်သူ့ကိုကြည့်ရတာတော့ကျွန်တော်စကားလုံးတွေကိုစိတ်ပြတ်နေပုံမတွေ့ရဘူးကျွန်တော်ကိုနူးညံ့စွာပဲမိခဲ့ပါတယ်။ဘာကြောင့်လဲတဲ့။သူ့မိကွန်းကိုမဖြေပဲစကားလွှဲလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲသူဒေါသထွက်သွားတယ်။လက်ထဲကင်ထားတဲ့သူတွေကိုလွန့်ပစ်ပြီးကျွန်တော်ကိုအော်တယ်။နေယောက်ျားမဟုတ်ဘူးလား။အဲ့ဒီညကကျွန်တော်တို့စကားမပြောဖြစ်ကြတော့ပါဘူး။သူကတော့ငိုပဲငိုနေခဲ့ပါတော့တယ်ကျွန်တော်တို့ရဲ့အိမ်ထောင်တဲ့ဘဝမှာဘာမှရွေးနေလဲဘာတွေဖြစ်နေတယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့သူကျေနပ်မဲ့အဖြေမျိုးကျွန်တော်မပေးနိုင်တာခက်တယ်ကျွန်တော်ချင်းကိုချစ်မိနေလို့သူ့ကိုဆက်မချစ်နိုင်တော့တာပါသူ့ကိုဂယုဏတက်ယုံကလွယ်လို့ကျွန်တော်ဘာမှမတတ်နိုင်တော့ပါဘူးကိုအပြစ်တော်ကြီးတယ်လို့ခံစားနေရင်ပဲခွာရှင်းဖို့သဘောတူညီချက်ကိုကျွန်တော်ရေးခဲ့ပါတယ်သူဟာလက်ရှိအိမ်ရဲ့ကားရဲ့ကျွန်တော်ကုမ္ပဏီကရှယ်ယာ30%ရဲ့ရမှာဖြစ်ပါတယ်သူကတော့အဲ့ဒီသဘောတူညီချက်တွေကိုဖြတ်ခနဲ့တစ်ချက်ကြည့်ပြီးအပိုင်းအဆဆုတ်ဖြတ်ပစ်လိုက်ပါတယ်ကျွန်တော်နဲ့10နှစ်လုံးပေါင်းတင်လာတဲ့မိန်းမဖြစ်ပေမဲ့ကြည့်ရင်တစိမ့်ဆန်လာတယ်လို့ခံစားရပါတယ်ကျွန်တော်သူ့ရဲ့အချိန်တွေစွမ်းအင်တွေကိုဖြုံးသိတယ်လို့ဖြစ်ခဲ့တာကိုဝမ်းနည်းပေမဲ့ချင်းကိုနုညံ့ညင်သာစွာပြောခဲ့တဲ့ချစ်တယ်ဆိုတဲ့စကားကိုတော့ပြန်ရုပ်မသိမ်းနိုင်တော့ပါဘူးနောက်ဆုံးတော့သူဟာကျွန်တော်ရှေ့မှာကျွန်တော်မျှော်လင့်ထားခဲ့တယ်လို့ကျဲလောင်စွာငိုကြွေးပါတော့တယ်သူဒီလိုငိုနေတာကကျွန်တော်ကိုတတရစေပါတယ်ကျွန်တော်စိတ်ထဲမှာရတပတ်ပေါင်းများစွာတနုံနုဖြစ်နေခဲ့တဲ့ကွာရှင်းချင်းဟာအခုတော့ပုံမရှင်းလင်းခိုင်မာလာပါပြီနောက်တစ်နေ့မှာကျွန်တော်အိမ်ကိုတော်နောက်ကြမှပြန်လာတော့သူ့မာကိုစပွဲမှာထိုင်ပြီးစာရေးနေတာတွေ့ရပါတယ်ကျွန်တော်ညစာမစားခဲ့ရသေးပေမဲ့တနေ့ကိုချိန်နဲ့စီစဉ်စရာရှိတာတွေစီစဉ်နေခဲ့ရတော့မြင်အနားယူချင်တာပဲသိပါတယ်ကျွန်တော်တည်ရင်လို့လာတော့သူ့ကိုစပွဲပေါ်မှာပဲစာရေးနေတာကိုတွေ့တယ်တိတ်ဆိတ်ဝင်စားလို့ဟိုဘက်လှည့်ပြီးဆက်အိတ်နေခဲ့ပါတယ်မနေ့ရောက်တော့ကွာရှင်းချင်းအတွက်သူ့ဘက်ကတောင်းဆိုချက်တွေကိုကျွန်တော်ကိုပြပါတယ်သူကျွန်တော်စီကဘာမှမလိုချင်ပါဘူးဒါပေမဲ့မကွာရှင်းခင်တလကြိုတင်အကြောင်းကြားဖို့တောင်းဆိုပါတယ်ပြီးတော့အဲ့လိုတောင်းဆိုပြီးတလအတွင်းမှာတာမန်ဘာမှမဖြစ်တယ်လို့နေထိုင်ဖို့လဲသူကတောင်းဆိုပါတယ်သူ့ရဲ့အကြောင်းပြချက်ကတော့ရှင်းလင်းပါတယ်ရှေးလာမှာကျွန်တော်သားရဲ့ဆံငွေပဲရှိတယ်ကျွန်တော်တို့ရဲ့ကွာရှင်းပြည့်စည်မှုကြောင့်သားရဲ့ပညာရေးကိုမထိခိုက်စေချင်တာပဲဒါကိုကျွန်တော်လက်ခံနိုင်ပါတယ်ဒါပေမဲ့သူ့ဘက်ကတောင်းဆိုတာနောက်ထပ်ရှိပါသေးတယ်သူတောင်းဆိုတာကကျွန်တော်တို့မင်္ဂလာဆောင်တဲ့နေ့က
သူတို့သမီးဝတ်ဆောင်တဲ့ခန်းထဲကနေသူ့ကိုပွေးချပြီးခေါ်ထုတ်ခဲ့တယ်လို့ပြန်တရုပ်ဆောင်ပေးဖို့ပါပဲအဲ့ဒီတလအတွင်းမှာနေ့တိုင်းကျွန်တော်တို့အခန်းထဲကနေအိမ်ရှိတကားအထိသူ့ကိုပွေးချပြီးခေါ်ထုတ်ဖို့ပါပဲကျွန်တော်ထင်လိုက်တာကတော့သူယူနေပြီဆိုတာပါပဲကျွန်တော်တို့ရဲ့နောက်ဆုံးလတလကိုအတူတူတီးခံမှာပဲလေဆိုပြီးတော့ဒီတောင်းဆိုချက်ကိုလည်းကျွန်တော်လက်ခံလိုက်ပါတယ်ချင်းကိုကျွန်တော်ဇနီးရဲ့တောင်းဆိုချက်တွေကိုပြောပြလိုက်တယ်ချင်းကအော်ရီပြီးတော်တော်ကိုယိုကားရနိုင်တာပဲလို့ပြောပါတယ်ကျွန်တော်ဇနီးဗာလဲခွက်တွေပဲလုံနေဒီကွာရှင်းမှုကိုရင်ဆိုင်မှာပဲလို့အရေးမဆိုင်တယ်လို့ပြောပါတယ်ကျွန်တော်ရောကျွန်တော်ဇနီးရောကွာရှင်းမှုမလုပ်ရသေးတဲ့၍ဘသူကိုမှအဆက်အတွေ့တိတ်မလုပ်တော့ပါဘူးပထမဆုံးသူ့ကိုအခန်းထဲကပွေးချပြီးခေါ်ထုတ်ရမယ့်နေ့မှာကျွန်တော်တို့နှစ်ယောက်လုံးအချိုးမပြေတဲ့ပုံစံပေါက်နေပါတယ်ဒါကတော့ကျွန်တော်တို့နောက်ကနေဖေကမမေကိုပွေးထားတယ်ကွာဆိုပြီးလက်ခုပ်တီးနေပါတော့တယ်တားရဲ့စကလုံးတွေကကျွန်တော်ကိုနှာကျင်စေပါတယ်အိတ်ခမ်းထဲကနေထွက်လိုက်တယ်အဲ့ခါကိုဖြတ်တယ်ပြီးတော့တကားစီကိုသွားတယ်သူ့ကိုပွေးချပြီး10မီတာလောက်ကျွန်တော်လမ်းလျှောက်ခဲ့ပါတယ်သူကတော့မျက်လုံးလေးမိတ်ထားပြီးကွာရှင်းမဲ့အကြောင်းဒါလေးကိုမပြောဖို့တူလေးကျွန်တော်ကိုပြောနေပါတယ်ကျွန်တော်ခေါင်းကိုင်းစိုက်ချသွားပြီးတစုံတစ်ခုကိုစိတ်ပြတ်တယ်လို့ခံစားရပါတယ်အိမ်ပြင်ရောက်တော့သူ့ကိုအောက်ချပေးလိုက်ပါတယ်သူကအလုပ်သွားဖို့ဘတ်စကားမတ်တိုင်စီလမ်းလျှောက်သွားပါတယ်ကျွန်တော်ကတော့ရုံးကိုကားမောင်းလာခဲ့ပါတယ်ဒုတိယနေ့မှာတော့ကျွန်တော်တို့နှစ်ယောက်စလုံးတရုပ်ဆောင်ရတာပိုလွယ်လာပြီးသူကကျွန်တော်ရင်အောင်ပေါ်မှာမိထားပါတယ်သူရဲ့ block အင်ဂျီရနက်လေးတွေတောင်ကျွန်တော်ရနေခဲ့ပါတယ်ကျွန်တော်ဒီမိန်းမကိုတေချာမကြည့်ဖြစ်တာတောင်တော်တော်ကြာနေပြီထပ်ပြီးတတိထားမိတာကတော့သူမငယ်တော့ဘူးဆိုတာပါပဲသူရဲ့မျက်နှာပေါ်မှာအရေးကြောင်းတွေတွေ့နေရပါပြီသူစပိန်တွေလည်းခက်မွန်မြဖြစ်နေပါပြီကျွန်တော်တို့ရဲ့အိမ်ထောင်တဲ့ဘဝကသူ့ကိုဒါမျိုးဖြစ်စေတာလားဆိုပြီးကျွန်တော်စဉ်းစားမိနေပါတော့တယ်စတုထမြောက်နေ့မှာတော့သူ့ကိုစပြီးပွေးချလိုက်ချိန်မှာပဲရင်းနေတဲ့စိတ်ခံစားမှုတစ်ခုပြန်ရလိုက်ပါတယ်ဒီမိန်းမဟာသူ့ဘဝရဲ့10နှစ်တာကာလကိုကျွန်တော်ကိုပေးခဲ့တာပဲပြင်စမမြောက်နေ့နဲ့စက်ထမမြောက်နေ့မှာလည်းကျွန်တော်တို့ကြားတဲ့ကရင်းနှီးမှုဟာပုံမကြီးမားလာခဲ့တာကိုခံစားရပါတယ်ဒီအကြောင်းတွေကိုတော့ကျွန်တော်ချင်းကိုမပြောဖြစ်ပါဘူးသူ့ကိုပွေးချပြီးလမ်းလျှောက်ရတာတနေ့ထက်တနေ့ပုံမပေါ့ပါလာတယ်လို့ခံစားရတယ်နေ့စဉ်လုံနေကြဆိုတော့အချင်းဖြစ်သွားတယ်ထင်ပါရဲ့တနေ့မနက်ခင်းမှာတော့သူဘာဝေးရမလဲရွေးနေပါတယ်ဝတ်ဆောင်လင်းကားဆောင်လဲကြည့်ပြီးတော့တောင်းသူမကျေနပ်သေးဘူးပြီးတော့သူတက်ပြင်းပြီးတော့ပြောတယ်ငါအင်ကြီးတွေအလုံးကကြီးကုန်ပြီဟဲ့တဲ့အဲ့ဒီမှာကျွန်တော်တတိထားမိတာကသူတော်တော်ပိန်သွားတယ်ဆိုတာပဲအော်ဒါကြောင့်သူ့ကိုပွေးချပြီးလမ်းလျှောက်ရတာတဖြည်းဖြည်းပေါ်ပါလာတာကိုရုတ်တရက်ဖျက်ရိုက်ခံရတယ်လို့ခံစားရလိုက်တယ်သူဟာနာကျင်မှုတွေနဲ့ခါသီးမှုတွေကိုသူ့နှလုံးသားထဲမှာပဲတင်ထားတာကိုဘာလို့ရမှမသိလိုက်ခင်မှာပဲကျွန်တော်သူ့အနားရောက်သွားတယ်သူ့ကောင်းကိုအသာရလေးထိလိုက်မိတယ်အဲ့ဒီအချိန်မှာပဲတာကဝင်လာပြီးပြောတယ်ဖေရဲ့မမေကိုပွေးချရမယ်အချိန်ရောက်ပြီလေတဲ့တာအတွက်ကတော့သူ့ဖေကသူ့မေမေကိုပွေးပြီးခေါ်ထုတ်တာဟာသူ့ရဲ့တဘာဝအစိတ်အပိုင်းတစ်ခုလိုလက်ခံထားပုံရတယ်ကျွန်တော်ဇနီးကတားကိုလက်ရန်ခေါ်ပြီးခတ်တင်ပွေးဖက်ထားပါတော့တယ်
အဲ့ဒီအချိန်မှာကျွန်တော်ကတော့မျက်နှာလွဲထားလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်လေးအတွင်းမှာကျွန်တော်စိတ်ပြောင်းလဲသွားမှစိုးရင်လို့ပါပဲအဲ့ဒါပြီးတော့ကျွန်တော်သူ့ကိုပွေ့ချလိုက်ပါတယ်ပြီးတော့အခန်းထဲကလမ်းလျှောက်ထွက်ခဲ့တယ်အခန်းကိုဖြတ်ပြီးအိမ်ရှိတကားထီပေါ့သူ့ရဲ့လက်တစ်ဖက်ကကျွန်တော်လယ်ပင်ကိုငင်းငင်းတတလေးဘာမှမဖြစ်သလိုပွေ့ဖတ်ထားပါတယ်ကျွန်တော်သူ့ရဲ့ခန္ဓာကိုယ်ကိုတင်းကြပ်ပွေ့ထားပါတယ်ဒါဟာကျွန်တော်တို့မင်္ဂလာဆောင်တဲ့နေ့ကအတိုင်းအတိအကျပါပဲဒါပေမဲ့သူ့ရဲ့ပုံမပေါ်ပါလာတဲ့ခန္ဓာကိုယ်ကကျွန်တော်ကိုဝမ်းနည်းစေပါတယ်နောက်ဆုံးနေ့ရောက်လို့သူ့ကိုပွေ့လဲတဲ့အချိန်မှာတော့ကျွန်တော်ဟာခြေလမ်းတိုင်းကိုခက်ခဲလမ်းနေရပါတော့တယ်ဒါကတော့ကြောင်းသွားပါပြီကျွန်တော်သူ့ကိုတင်းကြပ်ပွေ့ပြီးပြောလိုက်တယ်ငါတို့ကြားတဲ့ကယဉ်နီးချစ်ခင်မှုတွေပျောက်ပြတ်သွားမှငါမလို့ချင်တော့ဘူးအဲ့လိုပြောပြီးတော့ရုံးကိုချက်ချင်းကားမောင်းလာခဲ့တယ်ကားတွေကခက်မြန်ခုန်ထွက်တယ်ကားတကားတောင်လောမချလိုက်မိဘူးအဲ့ဒီအချိန်မှာနှောင့်နှေးမှုတစ်ခုခုကကျွန်တော်စိတ်ကိုပြောင်းလဲသွားမှကျွန်တော်ကြောက်လို့ပါပဲကျွန်တော်ရုံးအပေါ်ထက်ကိုတက်သွားတယ်ချင်းရဲ့အခန်းတကားကိုဖွင့်ပြီးချင်းကိုပြောလိုက်တယ် sorry ပါချင်းရဲ့ငါမကွာရှင်းတော့ဘူးချင်းကကျွန်တော်ကိုအံ့အားတသင့်နဲ့ကြည့်တယ်ပြီးတော့ကျွန်တော်နဖူးကိုဆန်းကြည့်ပြီးမေးတယ်နေကောင်းရဲ့လားကျွန်တော်နဖူးပေါ်ကချင်းရဲ့လက်ကလေးကိုဆွဲဖက်လိုက်ပါတယ် sorry ချင်းငါမကွာရှင်းနိုင်တော့ဘူးလို့ကျွန်တော်ပြောလိုက်တယ်ငါရဲ့အိမ်ထောင်တဲ့ဘဝဟာငါရဲ့ဇနီးငါနဲ့ငါရဲ့ဇနီးတယောက်ကိုတယောက်မချစ်တော့လို့ပြင်းစရာကောင်းနေတာမျိုးမဟုတ်ဘူးငါတို့ဘဝရဲ့တန်ဖိုးကိုငါတို့နားမလည်ခဲ့လို့ပါအခုငါသဘောပေါက်သွားပါပြီသူ့ကိုငါတို့မင်္ဂလာဆောင်တဲ့နေ့ကလိုအခန်းထဲကနေပွေ့ချပြီးနေ့တိုင်းခေါ်ထုတ်သွားတော့မယ်ငါတို့ဒီခွဲရတဲ့နေ့အထီးပေါ်ဟာကျွန်တော်ဆက်ပြောလိုက်တယ်ချိန်ကရုတ်တရက်အေးရကနိုးထားတယ်လို့သူဖြစ်သွားတယ်ကျွန်တော်ကိုဖျက်ခနဲ့ရိုက်လိုက်တယ်ပြီးတော့တကားကိုစောင့်ပြီးပိတ်သွားပြီးအကြီးအကျယ်ငိုကြွေးနေပါတော့တယ်ကျွန်တော်ကတော့အောက်ထပ်ကိုပြန်ဆင်းလာပြီးကားရှောက်မောင်းနေပြီးပါတော့တယ်လမ်းမတွေ့တဲ့ပန်းဆိုင်မှာဇနီးတဲ့အတွက်ပန်းချင်းတချင်းဝင်มาခဲ့ပါသေးတယ်အယောင်စီးမလေးကကပ်ပေါ်မှာဘယ်လိုရေးပေးရမလဲလို့မေးတော့ကျွန်တော်ပြုံးပြီးဖြေလိုက်တယ်ငါတို့မသိမချင်းမင်းကိုနေစဉ်အခန်းထဲကနေပွေ့ချပြီးခေါ်ထုတ်သွားပါမယ်လို့အဲ့ဒီညကနေအိမ်ပြန်ရောက်တော့ကျွန်တော်လက်ထဲမှာကပန်းတွေနဲ့ကျွန်တော်မျက်နှာပေါ်မှာကအပြုံးတွေနဲ့ပေါ့ဗျာလေကချစ်တွေကိုကျွန်တော်ပြေးတက်လာတယ်ဒါပေမဲ့အဲ့လိုပြေးတက်လာခဲ့တာဟာအခန်းထဲမှာတည်ဆုံးနေပြီဖြစ်တဲ့ဇနီးတဲ့ရဲ့ခန္ဓာကိုကြည့်ဖို့တက်ဖြစ်လာပါတော့တယ်ဟုတ်ပါတယ်တကယ်တော့ဇနီးတဲ့ဟာကင်ဆာရောဂါကိုခံစားနေရတာလပေါင်းများစွာကြာမြင့်နေခဲ့ပါပြီကျွန်တော်ကသာအလုပ်တွေများလွန်းလို့သတိမထားမိခဲ့တာသူကတော့သူမတိတ်ခင်မှာဒါကကျွန်တော်အပေါ်အစိုးမြင်သွားမှလုံးဝမလိုလားခဲ့ဘူးလေကျွန်တော်တို့ကွာရှင်းဖြစ်ခဲ့တဲ့အတိုင်အောင်ဒါရဲ့အမြင်မှာကျွန်တော်ဟာယောက်ျားကောင်းတစ်ယောက်ဖြစ်နေစေချင်ခဲ့တာဘဝမှာပျော်ရွှင်မှုတွေတည်ယူလာနိုင်တာပါရီလေအိမ်ကောင်းလည်းမဟုတ်ဘူးကားကောင်းလည်းမဟုတ်ဘူးပစ္စည်းဥစ္စာပတ်စံတွေလည်းမဟုတ်ပါဘူးအဲ့ဒါတွေကပတ်ဝန်းကျင်ကိုပြောစရာဖြစ်အောင်တော့လုပ်ပေးပါတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကတော့ပြောစရာတွေမပေးစွမ်းနိုင်ပါဘူးလေဒါကြောင့်တင့်အိမ်ထောင်ဖက်ရဲ့တငယ်ချင်းတယောက်လိုရင်းနှီးခင်မှုလေးတွေတိဆောက်လိုက်ပါတင်းရဲ့အိမ်ထောင်တဲ့ဘဝတာယာနိုင်ပါစေ။